Hello အားလုံးပဲမင်္ဂလာပါဖော်ဖော် Australia ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ဒီနေ့ညမှာတော့ကျွန်တော်တို့ချန်ပီယံလေးရဲ့ပွဲစဉ်နှစ်ပွဲပြီးလို့ရှိရင်ယူပါလေးရဲ့ပွဲစဉ်တစ်ပွဲရှိမယ်ဗျအဲ့ဒီမှာထုံးစံတိုင်းကျွန်တော်တို့ကတော့ပြည်သက်ကြီးတို့အကောင်းဆုံးဖြစ်နိုင်မယ့်ပွဲစဉ်တစ်ပွဲကိုထုံတုံးသက်တင်ပြသွားမှာဖြစ်ပါတယ်အားကြောင့်မို့ပြည်သက်ကြီးလည်းကျွန်တော်တို့ရဲ့ channel လေးကို like and share လေးလုပ်ပြီးတော့အားပေးကြဖို့ကျွန်တော်အနေနဲ့မေတ္တာရက်ခံအပ်ပါတယ်ကဲစလိုက်ကြအောင် let's go ဒီညတော့ချန်ပီယံလိပွဲစဉ်နှစ်ပွဲရှိတယ်ဗျချန်ပီယံလိပွဲစဉ်နှစ်ပွဲကတော့ပထမတစ်ပွဲကဘာစီလိုနာတင်းနဲ့အက်တလက်တီကိုမက်ဒရစ်တို့ရဲ့ပွဲစဉ်နောက်တစ်ပွဲကတော့ PSG နဲ့လီဗာပူးတို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့ပွဲစဉ်နှစ်ပွဲထဲမှာကျွန်တော်အနေနဲ့ပေးသက်ကြီးတို့ထုံနှုတ်သုံးသက်တင်ပြသွားပေးချင်တာကတော့ဘာစီလိုနာနဲ့အက်တလက်တီကိုမက်ဒရစ်တို့ရဲ့တွေ့ဆုံပွဲကိုကျွန်တော်အနေနဲ့သုံးသက်တင်ပြသွားမှာဖြစ်ပါတယ်ကဲစလိုက်ကြအောင် let's go ဒီနေ့ညမှာကံမဲ့ဘာစီလိုနာနဲ့အက်တလက်တီကိုမက်ဒရစ်ကဒီယာဒီမှာဆိုလို့ရှိရင်သူအနေနဲ့3ချိန်ထိအောင်တွေ့ဆုံထားပြီးပြီဗျ3ချိန်ထိအောင်တွေ့ဆုံထားတဲ့အထဲမှာဆိုလို့ချင်းနောက်ဆုံးတွေ့ဆုံမှုမှာဆိုလို့ချင်းအားလုံးသိတဲ့အတိုင်းပဲဘာစီအက်တလက်တီကိုမက်ဒရစ်ရဲ့အိမ်ကွင်းမှာဘာစီလိုနာအသင်းက 1-2 နဲ့နိုင်ရထားတယ်ပြီးတော့လို့ချင်းကိုပါဒရီမှာတွေ့ဆုံတော့ငါကြတော့လေဘာစီလိုနာအသင်းကပဲ3-9မရှိနဲ့အနိုင်ရထားတယ်3-9မရှိနဲ့နိုင်ရထားတယ်အဲ့ဒီပထမကြော့မှာတော့အက်တလက်တီကိုမက်ဒရစ်က4-9မရှိနဲ့နိုင်ရထားတယ်ပေါ့နော်နောက်ဆုံး6ကြိမ်တွေ့ဆုံမှုကိုကြည့်မယ်ဆိုလို့ရှိရင်နောက်ဆုံး6ကြိမ်တွေ့ဆုံမှုမှာဆိုလို့ရှိရင်ဘာစီလိုနာအသင်းကအက်တလက်တီကိုမက်ဒရစ်အသင်းကို9ပွဲနိုင်တယ်အက်တလက်တီကိုမက်ဒရစ်အသင်းကတော့ကိုပါဒရီပွဲစဉ်တစ်ပွဲမှာပဲ4-9မရှိဆိုရလက်နဲ့အနိုင်ရရှိထားတာရှိတယ်ကျန်တဲ့ပွဲစဉ်တွေအားလုံးရှုံးနေထားရပေါ့နော်အဲ့လိုအနေထားမျိုးမှာဒီညအတွက်သူကဖွင့်လှစ်လာတဲ့ကြေးရတော့ဘာစီလိုနာအသင်းကအက်တလက်တီကိုမက်ဒရစ်အသင်းကိုကျွန်တော်တို့ရဲ့အာရှပေါက်ကြေးမှာဆိုလို့ရှိရင်တော့တလုံး25ရှုံးဆိုတဲ့ကြေးနဲ့ကျွန်တော်အခုတန်သွင်းနေတဲ့အချိန်မှာဖွင့်လှစ်ထားတာကိုတွေ့ရတယ်ပေါ့နော်ကိုပေါက်ကြေးအနေနဲ့ဆိုလို့ရှိရင်တော့3လုံးအရှုံးဆိုတဲ့ကြေးနဲ့ဖွင့်လှစ်လာတာကိုတွေ့ရရဲ့ဗျဒီနေထားကိုကြည့်ချင်းအပြင်ပုံမှန်ဆိုလို့ရှိရင်အက်တလက်တီကိုမက်ဒရစ်ဒီသူကခန်းစစ်အားတန်တဲ့အသင်းဖြစ်တယ်ပြီးတော့လို့ရှိရင်သူအနေနဲ့ခန်းစစ်ကိုလောအောင်ဆော့ပြီးမှတိုက်စစ်ကနေပြီးနောက်ကနေလိုက်ပြီးကိုသွင်းဖို့ရကြိုးစားတဲ့အပိုင်းကောင်တာဘိုင်းနဲ့ဆော်တာမျိုးရှိရပေါ့နော်တစ်ဖက်ကပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းဘာစီလိုနာအသင်းကကြတော့သူတို့ကတော့တိုက်စစ်အားတန်အသင်းဗျသူတို့အနေနဲ့ခန်းစစ်ပိုင်းဆိုင်ရာကအားနည်းချက်တွေရှိပေမဲ့သူတို့ highline defense ဆော့ပြီးတော့ကြတော့သူတို့အနေနဲ့highline defense ဆော့မယ်ပြီးတော့လို့ရှိရင်တိုက်စစ်ကအားလုံးတောင်းမဲ့နှစ်ဖက်ကကိုကွန်းလျာကိုလူတွေကိုစီနေအောင်ဆော့ပြီးတော့သူတို့အနေနဲ့ကွန်းလျာဆိုးမိုးပြီးတော့တိုက်စစ်က3ရောင်းနဲ့တစ်ဖက်အသင်းကိုဖိအားပေးတဲ့တိုက်စစ်အသာပေးကစားဟန်နဲ့ဆော့ကစားတာကိုတွေ့ရတယ်ပေါ့နော်ဒီရာသီမှာဆိုလို့ရှိရင်လည်းအဲ့လိုအနေထားနဲ့ပဲဘာစီလိုနာအသင်းအနေနဲ့နိုင်ပွဲရယူပြီးတော့အမပေးစကအဆင့်တစ်နေရာကိုလက်ရှိချိန်ထိစုပ်ကင်ထားနိုင်တာဗျဟုတ်ပြီအဲ့မှာကျွန်တော်တို့တစ်ချက်သိထားတဲ့ကအက်တလက်တီကိုမက်ဒရစ်အသင်းဒီအဲ့လိုမျိုးတိုက်စစ်အာတန်အသင်းအနေနဲ့ဆော့တဲ့အချိန်မှာဆိုလို့ရှိရင်သူကသူ့ရဲ့ကောင်တာတစ်ပေါက်ကသူကလုံးဝကို effective ရှိအကျိုးရှိ clinical ဆန်ဆော့နိုင်တဲ့အနေအထားမျိုးကိုတွေ့ရတယ်ဗျအဲ့ဒါကြောင့်မလို့လေကိုပေါင်းကြီးအနေထားက3လုံးအရှုံးဆိုတဲ့ JD အသင်းကြီး2သင်းတွေ့မယ်ရှုံးထွက်ပွဲစဉ်မျိုးမှာဒီလိုပေါက်ကြီးမျိုးထွက်လာတာပေါ့နော်မနေ့ညကငယ်နှစ်ပွဲမှာဆိုလို့ရှိရင်နှစ်ပွဲလုံးကိုမပေါ်ဘူးโอเคဒီနေ့ညမှာဆိုလို့ရှိရင်လေတွေ့ဆုံတဲ့ပွဲနှစ်ပွဲမှာဆိုလို့ရှိရင်အခုအက်တလက်တီကိုမက်ဒရစ်အသင်းနဲ့ဘာစီလိုနာအသင်းတို့ရဲ့ပွဲစဉ်ကိုတော့3လုံးအရှုံးဆွဲကြီးနဲ့ဖွင့်လှစ်လာတာကတော့တကယ်ကြီးအမှန်လို့ပြောလို့ရရဲ့ဗျကြီးကလိုထပ်တော့ပိုပြီးပြင်းရှားတယ်လို့တော့ရှိနေတယ်ဒါပေမဲ့သူတို့ရဲ့လက်ရှိအနေထားကစားပုံအနေထားရာကနောက်တင်မောင်း2တင်မောင်း3ကတော့3ကိုအထက်ဖြစ်လာနိုင်ဖို့ရအားနည်းချက်တော့တိတ်မရှိဘူးဗျဟုတ်ပြီတစ်ချက်မှပြန်ကြည့်မယ်ဆိုလို့ရှိရင် line up မှာဆိုလို့ရှိရင်ထုံးစံတိုင်းပဲသူကဘာစီလိုနာအသင်းကတော့တက်ဆင်မူလီယွန်ဒေါ့စကီနဲ့ပွဲထွက်လာဖို့ရှိတယ်တောင်မန်တစ်ဖက်မှာဆိုလို့ရှိရင်လမိုင်းရမယ်ရှိမယ်တစ်ဖက်ကတော့ Rashford နဲ့ထွက်လာဖို့ကများတယ်ဗျကွန်းလေကတော့ Eric Garcia ရဲ့ battery ရဲ့ပြီးလို့ရှိရင် Fermin Lopez ကတော့ AMF နေရာဆော့ပြီးတော့သူတို့အနေနဲ့အက်တလက်တီကိုမက်ဒရစ်အသင်းကိုဖိအားပေးလာဖို့ရှိရပေါ့နော်ကိုကလည်းနူးကန်မှာဆိုတဲ့အတွက်သူတို့အနေနဲ့တော့သူတို့ရဲ့ပြည်သက်အားတိုက်စစ်အားကိုအကောင်းဆုံးသုံးချပြီးတော့သူအက်တလက်တီကိုမက်ဒရစ်အသင်းကိုကန်လာမဲ့အနေအထားမျိုးရှိတယ်ဗျတစ်ဖက်ကအက်တလက်တီကိုမက်ဒရစ်အသင်းကတော့တိုက်စစ်ကတော့သူတို့ရဲ့ပုံစံတိုင်းပဲ4-4-2အနေထားနဲ့ပေါ်ထွက်လာဖို့ရှိတယ်တိုက်စစ်နေရာမှာဆိုလို့ရှိရင် Everett နဲ့ Griezmann တွဲပြီးပေါ်ထွက်လာဖို့ရှိမယ်ပြီးလို့ရှိရင်တောင်မန်တစ်ဖက်မှာဆိုလို့ရှိရင်တော့ Simoni နဲ့ Lookman တွေကနောက်ကနေပြီးတော့ overlap ဆော့ပြီး light ထောက်ဖို့အနေထားမျိုးရှိတယ်ပေါ့နော်ကွန်းလင်မှာဆိုလို့ရှိရင်တော့ Koki နဲ့ Laurent တွေရှိတဲ့အတွက်သူတို့အနေနဲ့ကွန်းလင်ရဲ့အနေထားကတော့အရန်ကြီးတောင်နေကြီးမဟုတ်တောင်မှသူတို့အနေနဲ့ထိုက်တဲ့အနေထားတော့ရှိတယ်။ Okay ကျွန်တော်တို့ဒီညအတွက်စိတ်ဝင်စားမိတာကဘာလို့ဆိုတော့ကြတော့ပေါက်ကြီးအနေထားကိုပြီးလို့ရှိရင်နှစ်သင်းလုံးရဲ့
တိုက်စစ်ကစားပုံကစားဟန်ပြီးရင်ကောင်တာကစားပုံကစားဟန်နေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ဒီညအတွက် bookie follow အရာကိုကျွန်တော်တို့ J follow အရာကိုပြီးသွားလို့ရှိရင်ခြေစွမ်းပိုင်းဆိုင်ရာအရာကိုအားလုံးနဲ့အဖက်ဖက်ကကိုင်းညီနေတယ်ကျွန်တော်အနေနဲ့ဘာစီလိုနာဂိုးပေါ်ကိုဒီညအတွက် special choice အနေနဲ့ရွေးချယ်ခြင်းပါတယ်ပြည်သက်ကြီးနဲ့အမြင်မတူအားရှိလို့ရှိရင်ကျွန်တော်တို့ရဲ့ channel အောက်မှာ comment ရေးပြီးတော့ဝေဖန်သုံးသပ်အကြံပြုသွားလို့ရပါတယ်ကျွန်တော်တို့လည်းအများကြီးဒီထက်ပိုပြီးကောင်းအောင်ပေးသက်ကြီးအတွက်ဖြောပြပေးနိုင်အောင်အများကြီးပိုပြီးကြိုးစားပါမယ်လို့ကြေညာပြုပါတယ်အားလုံးပဲမင်္ဂလာရှိသောညချမ်းလေးဖြစ်ကြပါစေဗျအားလုံးပဲ good night ပါဗျ